သူမမှာရှောင်းရီဆိုတဲ့ခင်မွန်းတယောက်ရှိပေမဲ့သူကလုံခြုံရေးဝန်ထမ်းတယောက်ပဲလို့သူမကတစ်ထက်တည်းယုံနေတာပါတကယ်တော့ရှောင်းရီဟာကြမ်းကြမ်းမျိုးရဲ့အချမ်းသာဆုံးရှောင်းအုပ်စုရဲ့ကျူအစ်စ်ဖြစ်နေပါတယ်မင်ကျူးဟာသူမရဲ့ဥက္ကဋ္ဌကြီးနဲ့ဆုံတဲ့အခါရှောင်းရီကဒါငါအဖိုးပါသူကအရင်ကတထေးကန်းတွေရိုက်တဲ့တရုတ်ဆောင်ဟောင်းကြီးမှုလို့လူချမ်းသာစိတ်ပေါက်နေတာဆိုပြီးပပလေးလိမ့်ညာလိုက်တဲ့အခါမင်ကျူးခမရယုံသွားရရှာပါတယ်မင်ကျူးဟာဆော်ယုံကန်းကိုတန်ရှင်းရေးလုပ်နေတော့ရှောင်းရီရဲ့စစ်ဆက်ထားသူဟောင်းပိုင်ဆောင်ကျဲနဲ့ထိတ်တိုက်တွေ့ပါတယ်ပိုင်ဆောင်ကျဲကမင်ကျူးကိုတန်ရှင်းရေးသမားဆိုပြီးနှိမ်တဲ့အပြင်ဘေးနာကအဖိုးအိုကိုပါစော်ကားမော်ကားပြောဆိုခဲ့ပါတယ်ဒီမှာတင်ရှောင်းရီကလုံခြုံရေးဝန်ထမ်းတွေနဲ့ရောက်လာပြီးသူ့ရဲ့လက်ထောက်နဲ့ပေါင်းကပိုင်ဆောင်ကျဲကိုကုမ္ပဏီကနေနှင်ထုတ်လိုက်ရုံတင်မကပဲသူမရဲ့မိသားစုကိုပါစီးပွားရေးအရအကျက်ကင်ပြီးပညာပေးလိုက်ပါတယ်ရှောင်းရီဟာသူ့မိမကိုဖုံးကောင်းကောင်းလေးပေးချင်တာကြောင့်ဖုံးဆိုင်နဲ့ပေါင်းပြီးဆိုင်ရဲ့နှစ်ပတ်လည်မှုတစ်ချက်တည်းနဲ့ရတာဆိုပြီးကန်ဆန်းမဲအယောင်ဆောင်ကလက်ဆောင်ပေးခဲ့ပါတယ်မင်ကျူးခမရလည်းဝမ်းသာအားရနဲ့သူမရဲ့လုံခြုံရေးခင်မွန်းလေးကိုလူကောင်းလေးဆိုပြီးပို့ချစ်သွားတာပေါ့ဒါပေမဲ့မနာလိုဖြစ်နေတဲ့ပိုင်ဆောင်ကျဲဟာမင်ကျူးရဲ့ရွာကလူမိုက်တွေနဲ့ပေါင်းပြီးမင်ကျူးကိုပြန်ပေးဆွဲခဲ့ပါတယ်မင်ကျူးအနေနဲ့ကြုံနေရချိန်မှာရှောင်းရီကသူမကိုပေးထားတဲ့ဖုန်းထဲကကနေတဆင့်ချေရခံပြီးအချိန်မီရောက်လာပါတယ်သူရဲကောင်းတယောက်လိုလူမိုက်တွေကိုနှိမ်နှင်းပြီးမင်ကျူးကိုကယ်ထုတ်လိုက်တဲ့ခါမှာတော့မင်ကျူးကတော့ခုထိသူမခင်မုံကိုလုံခြုံရေးဝန်ထမ်းလိုပဲထင်နေသေးပါဒါပေမဲ့သူမအတွက်တော့ရှောင်းရီဟာဘသူထေးကြီးနဲ့မှမလဲနိုင်တဲ့စိတ်ချရဆုံးသူရဲကောင်းတယောက်ဖြစ်နေပါပြီရှောင်းရီကလည်းသူ့ရဲ့ချမ်းသာမှုကိုမပြပဲမင်ကျူးကိုတိတ်တဆိတ်ဆောက်ရှောက်ရင်းဇက်ချိန်တက်လာပါရတယ်